ပြင်မှာပန်းကားနံပါတ်3ဖွင့်ထားတဲ့အခြေအနေကိုမှပြောင်းနိုင်ပြီးလုံးဝငြိမ်မသွားတဲ့လေလုံးနဲ့ချင်အောင်လေးပဲဖြစ်ပါတယ်။စောင်းထဲမှာအနှွေးချင်အောင်ဖြစ်အသုံးပြုလို့ရတဲ့ဤချောစာအကောင်လိုင်းပဲဖြစ်ပါတယ်။အပြင်ကလေးတွေကိုကာတာစီပေးပြီးတော့အတွင်းကအနှွေးထက်ကိုထိမ့်သိမ့်ပေးထားနိုင်တဲ့စာမျိုးစားဖြစ်ပါတယ်ရှင့်။ပန်းကားနံပါတ်3ရဲ့ပြင်းအားလေးကိုတောင်မှအတွင်းထဲကိုမဝင်အောင်လို့တားဆီးပေးထားနိုင်တဲ့လေလုံးနဲ့စာမျိုးစားပဲဖြစ်ပါတယ်။စောင်းနှင်းညတွေမှာဆဆအိတ်ချင်းအိတ်လို့အဆင်ပြေနေသေးပေမဲ့ညနေချိန်လင်းကန်ကြီးအချိန်ဒီမှာကျွန်တော်တို့အိမ်မောကျနေပြီးတော့အေးတက်တွေတိုးလာတဲ့အခါမှာအေးမိသွားတတ်ကြပါတယ်။အဲ့လိုမျိုးရုတ်တရက်တိုးလာတဲ့အေးတက်တွေကိုအချိန်အတိုင်းတာတစ်ခုအထိကောင်းကောင်းဟန်တာပေးနိုင်တဲ့စာမျိုးစားပဲဖြစ်ပါတယ်။ဒီလိုခြေထောင်လေးတွေကိုအသုံးပြုခြင်းအပြင်စောင်းနှင်းညတွေမှာအေးမိနာစီချောင်းဆိုးဖျားလာခြင်းကနေပြီးတော့ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။ဒီခြေထောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာထိအကျယ်6ပေအမိုးအနေနဲ့ဆိုရင်2မိုးတစ်စိတ်ဖြစ်ပြီးတော့မိသားစု3ယောက်ကောင်းကောင်းအိပ်ဆက်လို့ရတဲ့ကင်းဆိုင်အရွယ်ပဲဖြစ်ပါတယ်။ခေါင်းရနေချင်းထိခြေစင်း6ပေခွဲအမြင့်9ပေအော်ရာကျောက်လက်ရပြင်းနဲ့ချုပ်လုပ်ပေးထားပြီးတော့ဒီခြေထောင်လေးရဲ့ဈေးနှုန်းကတော့8000ကျပ်ပဲဖြစ်ပါတယ်ရှင့်။ရနိုင်တဲ့အယောင်လေးတွေကတော့ပန်းရောင်အပြာရောင်နိုစိမ်းရောင်ပေးရရောင်နဲ့ဒဇင်ဝါရောင်တို့ပဲဖြစ်ပါတယ်ဝယ်သူပြောမှာရောင်းသူပြောတာတစ်ခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမေတော်မမောစားချင်တာအော်ရာချုပ်ပါ